အခြေခံပညာကျောင်းသားလေးတွေအတွက်ကျွန်တော်တို့ဘယ်လိုမှ online learning platform မှာအထူးခွင့်ရတစ်ခုရှိပါတယ်ဒါကတော့ grade 7သင်ချာသင်ခန်းစာတွေကိုအခမဲ့လေ့လာလို့ရနေပါပြီအဲ့တော့ဘယ်လိုလေ့လာရမလဲဆိုတော့ကျွန်တော်တို့ဒီ padomalearn.com ဆိုတဲ့ website ကိုသွားပါဒါပြီးရင်ဒီမှာပေါ့နော်ဒါကကျတော့ home page ဖြစ်ပါတယ်အဲ့တော့သင်ခန်းစာ course တွေကိုကြည့်ချင်တော့ဒီဘက်ကဒုတိယတစ်ခုဖြစ်တဲ့ explore ကိုသွားလိုက်မယ်ပေါ့နော်အဲ့တော့အဲ့ဒီ explore မှာဆိုရင်အခုဆိုရင်ဒီသင်တန်းလေးတွေတွေ့ရတယ်ပေါ့နော် course လေးတွေတွေ့ရမယ်အဲ့တော့ဒီမှာဆိုရင် grade 7သင်ချာ1ဆိုပြီးတော့မှတွေ့ရမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုနှိပ်လိုက်မယ်ကဲဒါဆိုရင်ဒီ course အဓိကပေါ့နော်အသေးစိတ်ကိုဒီမှာတွေ့ရမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီပေါ့နော်အခန်း1ကနေအခန်း5ထိသင်ယူရမှာဖြစ်ပါတယ်အဲ့တော့အခန်း6ကနေပြီးတော့မှအခန်းဆုံးထိကိုကြတော့ထပ်တင်ပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီဆက်ဆက်ဝင်တဲ့ချင်းမှာဆိုရင်တော့ဒီမှာ enroll for free ဆိုတာတွေ့ရမယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒါလေးနှိပ်လိုက်တဲ့ခါကျရင်ဒီမှာ start course ဆိုတာတွေ့ရမယ်ပေါ့နော်အဲ့တော့ဒီမှာ start course ဆိုတာကိုနှိပ်လိုက်ပါကဲဒါဆိုရင်ဒီသင်ခန်းစာပေါ့နော်အကုန်လုံးကိုဒီမှာတွေ့ရမယ်ပေါ့နော်ဒီဘက်တောက်မှာတွေ့ရမယ်ပေါ့နော်ဒီမှာဆိုရင်အခန်းအလိုက်ပေါ့နော်အခန်း1အခန်း2ဆိုပြီးမှဇနိတကြခွဲထားတာတွေ့ရမယ်ပေါ့နော်ဆိုတော့အပေါ်မှာလဲ progress ဆိုပြီးမှတွေ့ရမယ်ကိုဘယ်လောက်သင်ယူပြီးပြီလဲဆိုတာကိုဒီပေါ်မှာတခါတည်းပြထားတာဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ဒီမှာဆိုရင်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေဆိုတော့အဲ့လိုမျိုးတစ်ခုချင်းကိုဆက်ပြီးတော့မှလေ့လာလို့ရသွားမယ်ပေါ့နော်အဲ့ဒါလေးဗီဒီယိုလေးကြည့်မယ်နောက်ပြီးရင်ဒီဗီဒီယိုအောက်မှာ discussion ဆိုတာတွေ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါမှာကိုကမေးချင်တဲ့ဥစ္စာတွေကိုတခါတည်းမေးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမေးလိုက်တဲ့ခါကျရင်ဒီသင်တန်းရဲ့ဆရာကနေပြီးတော့မှဒီဖြည့်ပေးလိမ့်မယ်ပေါ့နော်ကဲအဲ့တော့ဒီသင်ခန်းစာဗီဒီယိုပဲကြည့်တာပဲလားဆိုတော့မဟုတ်သေးဘူးဒီအောက်မှာကျွန်တော်တို့က quiz လေးတွေပေါ့နော်ညံစမ်းလေးတွေတွေ့ရမယ်ပေါ့နော်အဲ့တော့ကိုကဗီဒီယိုတစ်ပုဒ်ကိုကြည့်ပြီးသွားပြီဆိုရင်ဒီဗီဒီယိုနဲ့ဆိုင်တဲ့ quiz လေးတွေဖြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဥပမာကိန်းပြည်များကိုနှိုင်းယှဉ်ခြင်းဆိုတဲ့ quiz ကိုကြည့်လိုက်မယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင် quiz ၄ခုတင်ပေးထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီ quiz လေးတွေကိုဖြည့်ပြီးတော့မှဒီအောက်မှာ submit quiz ဆိုတာနှိပ်လိုက်မယ်ပေါ့နော်အခါကျရင်ကိုကဘယ်အပုတ်တရားတော့မှန်တယ်ဘယ်အပုတ်တရားမှားတယ်ဆိုတာမျိုးတွေသူကပြပေးလိမ့်မယ်ပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကကြတော့ဒီအောက်ဆုံးလေးမှာ reference ဆိုတာတွေ့ရမယ်ပေါ့နော်အဲ့တော့ reference ဆိုတာကကြတော့ဒီသင်ခန်းစာဒီ course အတွက်လိုအပ်တဲ့ဒီစာအုပ်လေးတွေကိုဒီမှာတင်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုနှိပ်လိုက်တဲ့ခါကျရင်ဒီမှာdownload ဆွဲလို့ရတဲ့စာအုပ်ကိုတွေ့မယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့Padoma online learning platform မှာဒီ grade 7သင်ခန်းစာတွေကိုအခမဲ့လေ့လာလို့ရနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အခုပဲဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ